ကျွန်ုပ်တို့ဘဝရှင်အလောင်းမင်းတရားကြီးကျွင်ရွှေတောင်တော်ယထာနှင့်မင်းလာရာစာတို့ဖြစ်ပါသည် ကျွန်ုပ်အယုဒ္ဓယအမတ်ဆိုယုတ်ကရတီနေရာမှာကျူးကျော်လာသူများအားခုခံတိုက်ထုတ်ရန်ဗိုလ်ချုပ်အဖြစ်ရောက်ရှိလာခြင်းဖြစ်တယ် ကျွန်ုပ်တို့ဟာကျူးကျော်လာသူများမဟုတ်ကြပါဘူးမမကျွန်ုပ်တို့သခင်ဘဝရှင်အလောင်းမင်းတရားကြီးဖရာဟာအုတ်ပီအုတ်ရွာတို့ကောင်းမှုတော်ဇေယျကြီးကိုရေစက်သွန်းလူရန်တာကြွားရောက်တော်မူလာခဲ့ခြင်းဖြစ်တယ်ဖရာစီတီများကိုဖူးမြို့၍ပြန်တော်မူမိအခိုက်တင်တို့ရှမ်းတီတို့ရဲ့ကြီးစွန်းရွာတို့အားထိပါနှုတ်ဆက်ကြောင်းကြားတော်မူ၍ငံလင်းနေပါလေတဝဲတို့ဆေလွတ်တော်မူသည့်တန်ပန်ကိုလည်းသိမ့်ယူကြကြောင်းရန်ကုန်စိတ်တို့တွင့်လာသည့်သဘောထုံးစင်းအား6ကိုင်စီးထားကြောင်းကြားသိတော်မူသဖြင့်ချီလာရခြင်းဖြစ်တဲ့အမှန်ကြီး ငါတို့ပြူရွာကိုငါတို့ပြန်လဲရယူခြင်းတာဖြစ်တယ်ကိုမင်းတဝဲမုတ်တမတနတ်တာရီတို့ဟာမဆွဲကငါတို့အယူတာပိုင်းနဲ့ပဲ တက္ကရာ1540ခန့်ကမှာတင်တို့ကထီပါးတွေတင်းယူလာခြင်းဖြစ်တဲ့စောယုတ်ကရတက်ဒီမတိုင်မီမှာမုတ်တမဒဝဲတနတ်တရားရီတို့ကိုငါတို့မြန်မာဘုရင်များကပိုင်ဆိုင်ခဲ့ကြတယ်1564မှာအယုဒယအထိငါတို့ကတင်းယူနိုင်ခဲ့တယ် ဒါတွေမပြောပါနဲ့လက်ရှိတနင်္သာရီဒေသကိုတင်းထားတာငါတို့ပဲ ဒါကြောင့်ကျွန်ုပ်တို့ဒီကျူးကျော်သူများမဟုတ်တင်တို့ကသာကျူးကျော်ထီပါလာခြင်းဖြစ်တယ်ပိုင်နက်ကိုထီပါသဖြင့်ကျွန်ုပ်တို့စစ်ချီခဲ့ရခြင်းဖြစ်တယ် တင်တို့ဘရင်ကိုတော်တိုင်းပါဒနာ နောက်တက်မတော်နိုင်ပါပါသည် တင်တို့ဘရင်ကအမှားတော်ပါလိုက်ပါရစေ ဘယင်ချင်းသာပြုမြင်ဖြစ်သည့်အထက်အမတ်ကြီးဤအမှားကိုကျွန်ုပ်တို့မလျှောက်တင်နိုင်အယုဒ္ဓယမင်းဤတွင်လွာပါလျင်ဆက်ပြီးပြီ တင်းတို့ကိုပဲပြောလိုက်ငါနဲ့ငါပြက်ခန့်တယ်ကိုရပါစေတော့ငါကိုနိုင်မဆက်မျိုးခွင့်ရမယ်ငါတို့စင်ဟင်းလူကောင်းများစွာကိုမြင်၏လို့တော့ မြင်ပါပြီသို့တော်တင်တို့တွင်ဘုဒ္ဓကြီးပါစေကျွန်ုပ်တို့ကြောင့်အသက်ရှိသမျှထိုးဖောက်ချီတတ်နေပါ တင်တို့သည်ငါတို့ကိုသိမ်းမိဟူ၍ကလေးသူငယ်ပါမကျန်သိမ်းယုံခွန်ဆောင်လာပြီလို့အချို့သည်စစ်ပွဲနိုင်မသေးတဲ့တော်အရွယ်ဖြစ်သည် မင်းအရာမဟုတ်ဝေမပါနေ ကျွန်တော်ကိုပြောချင်းဖြစ်ပါတယ် မင်းအသားနေပါငယ်စား သူတို့ကိုတက်အနာရောက်အောင်ပို့ဆောင်ပေးပါရစေခင်ဗျ ငါတို့အရှိအလောင်းမင်းတရားကြီးတက်တွေရောက်လာပြီတိုက်ကြ တိုက်ကြ所有 great ရဲ့စင်းကိုပြဆက် ဟေးလို့ဒီကိုကြည့်စမ်းဖះစရတွားဥပုပ်ဆောင်ရမယ့်အရွယ်မှာစစ်ထဲလိုက်မလာနဲ့လူငယ်တွေတက်လို့တေးလင်းကြားလာတွားတော့